သူရက်လိုက်ပြီးတော့အပြိုကြီးကိုလိုက်ခဲ့ဖို့ခေါ်လိုက်တယ်ပြီးတော့သူပြန်ဖို့နောက်ပြန်လှည့်လိုက်တယ်ဟာဟိုကောင်မရှိတော့ဘူးဒီကောင်ငါ့ကိုတယောက်တည်းထားသွားပြီ Ghost is coming. Ghost is coming. စီရောလို့ခေါ်တဲ့ရွာတရွာမှာမောင်ဝကြီးနဲ့မောင်ပေသီးဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိကြတယ်မောင်ဝကြီးကအစအနောက်ရမ်းတန်ပြီးတရွာလုံးသူမစဘူးတဲ့သူဆိုလို့ရွာဦးเจ้าကကျောင်းနိုင်စရာတော့ပဲကြံတော့တယ်တနေ့မောင်ဝကြီးနဲ့ပေသီးတို့ထတော်မှာထရီလေးတောက်ရင်မူးလာတော့စကားပြောလို့ကလည်းကောင်းတလောကတည်သွားတဲ့အပြိုကြီးမှတ်တောင်းအကြောင်းစကားဆက်မိရင်မောင်ဝကြီးကပေသီးကိုစိန်ခေါ်လိုက်တယ်ဟဲ့အောင်ပေသီးမင်းတရေကြောက်လားဟဲ့အောင်ယောက်ျားကဘာတရေမှမကြောက်ဘူးဒါဆိုရင်မင်းဒီညအပြိုကြီးမတောင်းရဲ့အုတ်ကူကိုသွားပြီးအပြိုကြီးကျွန်တော်နဲ့လိုက်ခဲ့လို့ပြောပြီးပြန်ခဲ့ကွာလှုပ်ရဲလားငါတင်းကြိုင်းထိတ်ကနေမင်းကိုစောင့်ကြည့်နေမယ်မင်းလှုပ်ရဲရင်မင်းကိုနောက်ရက်ထတော်မှာအဝပြုစုမယ်ကွာဘလို့လဲပေကြီးကတရေကြောက်တတ်ပါတယ်ဒါပေမဲ့ယောက်ျားတိတ်ခါအကြမခံနိုင်လို့မောင်ဝကြီးရဲ့စိန်ခေါ်တာကိုလက်ခံခဲ့ပါတယ်ညရောက်တော့သူတို့နှစ်ယောက်တင်းကြိုင်းစီရောက်လာခဲ့ကြတယ်ဟဲ့အောင်ပေကြီးတွားလို့ရပြီငါဒီကစောင့်နေမယ်ဒီလိုနဲ့ပေသီးလဲလက်သီးကိုကြစ်ပါအောင်ဆုပ်ပြီးအားခဲကအပြိုကြီးအုတ်ကူစီရှောက်သွားခဲ့တယ်။လှမ်းကြည့်ရင်မြင်နေရတဲ့အုတ်ကူကအခုကြမှသွားလေဝေးလေလိုပဲပေသီးကြောက်နေတော့တော်နဲ့မရောက်ဘူးဖြစ်နေတယ်။ညာကြီးချိန်မတော်ဆိုတော့တိတ်ဆိတ်နေတဲ့လေထုတွေမှာခွေးဥတန်နဲ့ငှက်တန်တွေပဲကြားနေရတယ်။သူအုတ်ကူကိုရောက်သွားတယ်။သူရက်လိုက်ပြီးတော့အပြိုကြီးကိုလိုက်ခဲ့ဖို့ခေါ်လိုက်တယ်။ပြီးတော့သူပြန်ဖို့နောက်ပြန်လှည့်လိုက်တယ်ဟာဟိုကောင်မရှိတော့ဘူးဒီကောင်ငါ့ကိုတယောက်တည်းထားသွားပြီပေတီးတယောက်စက်သိန်းနေထားလာပြီတင်ကြိုင်ကုန်းနဲ့အခေါ်မရှိတော့ဘူးဆိုတဲ့အတွေးနဲ့တွေကြောက်တူးတွေတုံပြီးပြန်ဖို့ခြေလန်းအောင်မလန်းရဲတော့ဘူးသူကြောက်စိတ်ကိုထိန်းချုပ်ပြီးခြေတလန်းစလန်းလိုက်တော့သူ့လက်ရင်းကိုဖက်ခနဲပုတ်ခံလိုက်ရတယ်သူကြောက်သေးအောင်ထွက်ကြနေပြီနောက်ပြန်လှည့်မကြည့်ရသေးဘူးလက်ကိုကြည့်လိုက်တော့အမျိုးသမီးလက်သူရှေ့ကိုပဲကြည့်ပြီးဖျားစာတွင်တွင်ရွတ်နေတယ်အဲအချိန်မှာပဲဟဲ့ငါလဲလိုက်မယ်လေဆိုတဲ့အမျိုးသမီးရဲ့အတန်ဟိဟိကြီးထွက်လာတယ်ပေကြီးထွက်ပြေးပါလေရောဒါပေမဲ့သူဘလို့ပဲပြေးပြေးဒီတင်းချိုင်းထဲမှာပဲပတ်နေတယ်အဲအမျိုးသမီးကလည်းသူ့နောက်ကိုတောက်လျှောက်လိုက်နေတယ်ဘာရီဘလို့ဖြစ်သွားလဲတော့မသိမနေ့ကျတော့တင်းချိုင်းကိုဖြတ်ပြီးအလုတ်သွားတဲ့ရွာတွေကကာလာသားတွေတတိလက်နေတဲ့ပေကြီးကိုတွေ့သွားကြတယ်သူ့ကိုရွာထဲပြန်တဲပြီးစေးပေးကမ်းပို့လိုက်ကြတယ်အခါမှမောင်ဝါကြီးရောက်လာပြီးသူ့တငယ်ချင်းကိုအားနာနာနဲ့တောင်းပန်တယ်ဒါပေမဲ့အခြေအနေတွေကနောက်ကျသွားပြီးထင်ပါရဲ့မောင်ပေကြီးကငကူတွေကကြောက်တက်တဲ့သူမို့တရေမကဘာလုပ်လိုက်လဲမသိရင်ရင်လေးယူသွားတော့တာပဲညဆိုရင်နင်ပြန်တော့ဆိုပြီးတခုခုကိုအော်ထုတ်နေတတ်တယ်အစားကတော့ပေကြီးရောက်ပြီးထအော်တယ်ပဲထင်တာကြာလာတော့ပေသီးမိဘတွေလည်းမဖြစ်တော့ဘူးဆိုပြီးပေသီးကိုရွာဦးဖုန်ကြီးချောင်းပို့လိုက်ကြတယ်။ဖုန်ကတေချာကြည့်ပြီးရေမန်းတိုင်းတိမ်ဝင်ပတိတွေဆိုပြီးပေသီးကိုမှကတ်တွယ်နေတဲ့တရေမကိုနှင်ထုတ်လိုက်တယ်။ခေါ်ရဲသူကခေါ်လာတော့လိုက်တဲ့သူကလည်းလိုက်လာတယ်ထင်ပါရဲ့။ဟုတ်ကြီးနှင်မှာပဲပြန်တော့တယ်။အဲနောက်ပိုင်းပေသီးကအမြဲတမ်းထမအော်တော့ပေမဲ့တခါတလေတော့ရောင်ပြီးထအော်တတ်ပါသေးတယ်။တရေကြောက်တတ်တဲ့သူတွေကလိပြငဲကြတာများတော့အညာကအဖြစ်ပြက်ကသူ့ကိုတသက်လုံးခြောက်လန့်သွားတော့မယ့်ပုံပါပဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ဖြစ်ရမှန်ထူးခြားဆန်းကျယ် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးကြပါအောင်ရှင်